ဗီဒီယိုလေးတွေမှာအမကျူးကမင်းများဆုံးမေးခွန်းလေးတစ်ခုကိုဖြည့်ပေးသွားမှာဖြစ်တယ်ပေါ့နော်အမားတို့အမရဲ့ CD မှာဆိုလာမေးကြတယ်မကျူးရေကျမတို့ကတော့ခလေးလူချင်တာပါခလေးကအခုချိန်นี้မရသေးဘူးတားဆေးတွေသုံးဆွဲထားခြင်းလည်းမရှိပါဘူးဖြတ်ထားတာလည်းကြားပြီပေါ့နော်ဒါပေမဲ့အခုချိန်ဒီခလေးမရသေးဘူးဆိုလို့ရှိရင်เนาะကိုကဘယ်အချက်တွေအခုမကျူးပြောပြမယ့်အချက်ကလေးတွေနဲ့ကိုင်ညီမှုရှိရလားဆိုတော့ကိုတေချာလေးပြန်ဆန်းစစ်ကြည့်ပါနံပါတ်1အချက်အနေနဲ့ကတော့เนาะတအိမ်အားကောင်းကယာတီမှန်ရမယ်ပေါ့နော်တအိမ်အားကောင်းမှုကတော့အဓိကပေါ့တအိမ်အားကောင်းပြီဆိုတာနဲ့ယာတီကသူ့လိုမှန်လာမယ်တားဦးလေးတွေလည်းပုံမှန်ကျွေးလာမယ်ဒါဆိုလို့ရှိရင်เนาะခလေးရနိုင်စီကအများကြီးရှိတယ်အမျိုးသမီးတယောက်တည်းအတွက်ကဒီယာတွေပြည့်စုံနေလို့လည်းမဖြစ်သေးပြန်ဘူးအမျိုးသားဘက်ကလည်းသူ့မှာလိုအပ်တဲ့အချက်လက်လေးတွေပြည့်စုံနေဖို့လိုအပ်ပါတယ်ဒီအချက်လက်လေးတွေမပြည့်စုံသေးဘူးယာတီလည်းမှန်သေးဘူးတားဦးလည်းကျွေးရတဲ့မှန်သေးဘူးမတွက်တတ်သေးဘူးခလေးယူမဲ့အချက်လက်လေးတွေကိုအသေးစိတ်တိကျသိချင်တယ်ဆိုလို့ရှိရင်မကျူးရဲ့ CD မှာလာပြီးတိုင်ပင်ဆွေးနွေးနိုင်တယ်မကျူးတို့ရဲ့ရုံစုံလေးကိုလည်းစားပြီးတော့ခလေးယူဖို့အတွက်စူးစမ်းနိုင်တယ်ပေါ့နော်မကျူးတို့ရုံစုံတွေကိုစားပြီးတော့ခလေးရတဲ့သူဥယေရဆိုရင်အရောက်ထောင်ကျော်ရှိပြီမို့စိတ်ချလက်ချနဲ့စားသုံးနိုင်တယ်တဘာဝပစ္စည်းတရားရာကောင်းမျိုးနဲ့ထုတ်ထားတဲ့တအင်အားကောင်းယူလေးဖြစ်ပါတယ်နော်မကျူးကြီးမှာတင်းစိတ်လာစုံစမ်းမြင်နိုင်ပါတယ်ရှင်